တိုက်စီလောကကိုဖျက်နေတာတိုက်စီသမားတွေပဲဆိုလို့ရှိရင်တင်ငင်းမလားမြတ်စွာဘုရားဟောခဲ့တယ်မလားငါဘုရားသာသနာကိုဖျက်မှာတခြားလူမျိုးသားတွေမဟုတ်ဘူးငါဘုရားသာသနာမှာရှိတဲ့လူတွေကပဲဖျက်မယ်ဆိုတော့ဘုရားဟောတရားတွေကြားဖို့ကြလားမင်္ဂလာပါဇန်ကာရန်တဲ့ channel ကကြိုဆိုပါတယ်ဒီနေ့တော့ကောင်းမှုတစ်ခုနေ့စဉ်ပြောစီစဉ်ရကျွန်တော်မူဒီတာပွားရင်ကျွန်တော်အမြင်လေးကိုပြန်လဲမျှဝေချင်လို့ပါလောကမှာဗျာကောင်းတာနဲ့ဆိုးတာဘယ်ဟာပိုများလဲရှင်းရှင်းလင်းလင်းလူတိုင်းသိပြီးသားပေါ့နော်အဆိုးတွေကများတယ်အဲ့ဒီတဲကမှအကောင်းလုပ်ပေးနေတဲ့လူတွေဘာဖြစ်လို့အကောင်းမမြင်နိုင်ကြတာလဲအဲ့ဒါလေးပြန်လဲမျှဝေချင်တာပါကျွန်တော်ရှေ့လွန်ခဲ့တဲ့3လ6လလောက်ကပြန်လဲမျှဝေဖူးပါတယ်ပေါ့နော်ကောင်းတဲ့လူတွေကိုအားပေးတင်တယ်လို့ကျွန်တော်ပြောဖို့တယ်ပေါ့နော်တခြားရှိပါတယ်ဗျအများကြီးပဲပြောချင်တာအဲ့လိုမျိုးပေါ့နော်သူတို့လည်းကောင်းမှုတစ်ခုနေ့စဉ်ပြောသဘောမျိုးပဲပေါ့နော်တနေ့တနေ့ကိုတိတာလေးတွေကိုနောက်အဲ့လိုမျိုးပေါ့နော်ကောင်းတာလေးလုပ်တဲ့လူတွေကလက်ချိုးကြီးလို့ရတယ်ဗျပြောမယ်ဆိုလို့ရှိရင်အဲ့လိုလူတွေရှိတယ်အဲ့လိုလူတွေကို supporting ပေးမယ်လို့ထင်လား blame နေတဲ့လူတွေကများမယ်လို့ထင်လားပေါ့နော်ဘလို့လူတွေများမယ်ထင်လဲဒါပေမဲ့ဝေဖန်ပိုင်းခြားတတ်တဲ့လူတွေကဒီလူဟာစေတနာနဲ့ပြောတာလားဒီလူဟာတတ်ကုန်နဲ့ကြုံခံခြင်းလို့ပြောတာလားဒီလူဟာဂျင်းထဲ့နေလားဆိုတော့ဒီလိုမျိုးပဲတိုက်စီလောကကိုဖျက်ဆီးနေတာတိုက်စီသမားအချင်းချင်းပဲကြောက်ချနေတာပေါ့နော်ကျွန်တော်ပြောဘူးတယ်ပေါ့နော်ကျွန်တော်ဒီတိုက်စီလောကသားမဟုတ်ဘူးကျွန်တော်တိုက်စီစောက်ဝင်တဲ့အချိန်မှာကျွန်တော်တို့ PTA group နဲ့တွားတွေ့တယ် founder ကြီးက support ပေးတယ်ကိုယ်နေတော့မြေဘလို့ခက်ခဲရှိတယ်ဘလို့ဖြစ်တယ်ဆိုတော့ဒါလမ်းညွန်ပြတယ်ဒီလိုမျိုးပေါ့မိတ်ကောင်းဆွေကောင်းတယ်အများကြီးပေါ့နော်တော့တခြားလူတွေဆိုပါတော့ဥဖို့ဖြူဆိုလို့ရှိရင်လည်းဒါသူစီမှာစီးတဲ့ customer တွေဆိုလို့ရှိရင်ဒါပျော်ပျော်ရွှင်ရွှင်နဲ့တချင်းလေးပါညာဆိုပြီးတော့စီးလို့ရမယ်ဗျာဒါသူဖန်တီးပေးထားတယ်ပေါ့နော်ပြောချင်တာကကောင်းဖို့အတွက်သူတို့စဉ်းစားပြီးတော့လုပ်နေကြတာပဲအဲ့ဒီချိန်မှာအမှားဆိုတာလူတိုင်းမကင်းနိုင်ဘူးပေါ့နော်နည်းနည်းပပတော့ပါလာနိုင်တာပဲဒါကိုတိခံခွင့်လို့မယ်လို့ထင်လားတိခံမခွင့်လို့ပဲနဲ့အဲ့ဒီအမားသေးသေးလေးကိုအကြီးထောက်ပြနေတဲ့လူကပိုများတယ်ဆိုတာကိုမမေ့စေချင်ဘူးပေါ့နော်အဲ့လိုဝေဖန်ထောက်ပြတဲ့လူတွေထဲမှာလည်းအများဆုံးကဒီတိုက်စီလောကသားလူတွေပဲပေါ့နော်ပြောချင်တာစိတ်မကောင်းဖြစ်မိတာပေါ့နော်မကောင်းတာတစ်ခုခုဖြစ်သွားလို့ရှိလို့ရှင်တနာခယူနာတက်ကြတယ်မြန်မာလူမျိုးအများစုကတနာလိုက်တာစိတ်မကောင်းဖြစ်လိုက်တာရှိတယ်ကောင်းတာလုပ်နေလို့ရှိလို့ရှင်ချီကျူးဖို့အရန်ဝင်လေးတယ်မကောင်းတာပြောဖို့ပဲဖြစ်နေတာပေါ့နော်ကျွန်တော်နဲ့အခုဒီ TikTok မှာကျွန်တော်လည်းအလင်းတင်တယ်လို့ကျွန်တော်သိတာလေးတို့ပြန်လဲမျှဝေတဲ့အတွက်ကြောင့်မလို့ဘာတွေဖြစ်လာလဲဆိုတော့မိတ်ဆွေကောင်းတွေလည်းတိုးတယ်မိတ်ဆွေဆိုးတွေလည်းတွေ့ရတယ်ပေါ့နော်အမျိုးမျိုးဖုံဖုံတွေ့ရတယ်သူတို့ပေးတဲ့ message တွေကြောင့်ကျွန်တော်ဆင်ခြင်နိုင်တာအများကြီးပေါ့နော်အမတယောက်နဲ့ဆိုကျွန်တော်ပြောဘူးတယ်ပေါ့နော်အဲ့ဒီမှာလည်းတိုက်စီမောင်းတာပဲပေါ့နော်အမှန်တရားကလူတိုင်းမကြိုက်ဘူးပေါ့နော်မှန်တာပြောတိုင်းကောင်းတာမဟုတ်ဘူးပေါ့နော်အချိန်ခါဆိုတာလည်းရှိသေးတယ်လို့ပြောဘူးတယ်ပေါ့နော်အခုလည်းကျွန်တော်ကအချိန်ခါတင့်ပြီလို့ထင်လို့ပေါ့နော်ဒီလိုချင်းချင်းကိုအကျိုးရှိမယ်လို့ထင်တာပေါ့ပြောချင်တာဗျာဆိုပါစို့ဘယ်လိုကောမလဲမချီကျူးရင်နေမကဲ့ရဲနဲ့ပေါ့ဗျာနောက်ဆုံးခုနလိုမှားတာလေးတောင်မှအမှန်များလို့ရှိရင်အမှားလေးကိုနေပြီးခွင့်လွတ်ပေးလို့မရဘူးလားပေါ့နော်ဒါကောင်းကျိုးပြုနေတဲ့ဒီတိုက်စီလောကမှာကောင်းကျိုးပြုနေတဲ့လူတွေကိုပြောချင်တာပေါ့နော်အဲ့လိုလေးမြင်မိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းဆင်ခြင်နိုင်လားဆိုလို့ရှိရင်ကျွန်တော်လည်းရွာပြင်ထွက်ကမဲ့တယ်မှာပါ